ကျွန်တော်မိရဲ့တငယ်ချင်းတက်ညာသမင်းရှိနဲ့ရမ်းလာတဲ့သူပါသူမတစ်ပင်ကြီးတပင်နားမှာနေထိုင်ပြီးနေတိုင်းပရင်းပေါင်နားမှာသမင်းဆိုင်ကြီးကတကောင်ကိုစာကျွေးလေးရှိပါတယ်ညမှာတော့သမင်းဆိုကြီးနဲ့သမင်းတွေအများကြီးစားပြီးတဲ့နောက်မှာသူမဝေဒနာပြင်းပြင်းထန်ထန်ခံစားရပြီးလူသိမ်းမရှိတော့သလိုအိမ်ထဲမှာရှောက်သွားပစ္စည်းတွေရိုက်ခွဲတာမျိုးဖြစ်လာပါတယ်နောက်ဆုံးမှာဖုန်းကြီးတစ်ပါးနဲ့ပြသတဲ့အခါမှာသူမရဲ့ကိုယ်ထဲမှာဝိညာဉ်9ခုပူးကန်နေတော့သိလိုက်ရပါတယ်သူမကငါတို့ဂီးဆိုင်တဲ့အစာကျွေးတယ်ဒါကြောင့်ငါတို့သူမကိုငဲပြီးခေါ်သွားမယ်လို့ဝိညာဉ်တွေကပြောပါတယ်ဘုန်းကြီးကမောင်းထုတ်ပေးနိုင်ခဲ့ပေမဲ့ဝိညာဉ်တွေကတန်ကြကိုကလေးမရနိုင်အောင်ချိန်စာတိုက်သွားခဲ့ပါတယ်2014 2018နဲ့2022တွေမှာသူမကကိုယ်ဝင်ပြကြခဲ့ပြီးနောက်ဆုံးမှာတော့ကလေးတယောက်ကိုမွေးစားလိုက်ရပါတယ်အခုထက်ထိလည်းသူတို့ဘဝမှာညီညွတ်မှုမရှိသေးပါဘူး